မြန်မာလူမျိုးတွေရဲ့ပွဲသဘင်တွေကတော့အပျော်သက်သက်မျှတာမဟုတ်ဘဲနဲ့တစ်ဖက်ကဘာသာရေးနဲ့နှီးနွယ်ပြီးတော့ကုသိုလ်ကောင်းမှုကိုတွဲဖက်ထားတာဖြစ်လို့အလွန်ကိုထူးခြားတယ်လို့ဒီလိုပြောရမှာပဲတခြားနိုင်ငံတွေမှာဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတော်ဆိုတာလာစဉ်လာတိုင်းရှိချင်မှရှိမယ်မြန်မာလူမျိုးတွေမှာတော့လာစဉ်လာတိုင်းဘာသာရေးနဲ့ဆက်နွယ်နေတဲ့ပွဲတွေနဲ့12ရာသီလုံးလုံးချင်းချင်းအောင်မြစီကားတိုက်မြိုက်စွာဆင်ရင်ကျင်းပလေးရှိကြတယ်ရှေးဟောင်းအနေနဲ့အောင်းမေ့ပွဲဟာဖြစ်တယ်ပေါ့မြန်မာနိုင်ငံမှာယဉ်ကျေးမှုရှိဥစွာထွန်းကားတဲ့လူမျိုးလို့သမိုင်းမှတ်တမ်းတွေရဆိုရမယ်ပြူလူမျိုးတွေဆိုတာမြန်မာရဲ့ပြူယဉ်ကျေးမှုတွေကိုကြည့်မယ်ဆိုရင်ဟိုးမြစ်အညာမှာရှိတဲ့တကောင်းယဉ်ကျေးမှုရွှေဘိုနားမှာရှိတဲ့ဟန်လင်းယဉ်ကျေးမှုနဲ့အဲ့ဒီကနေစုံဆင်းသွားလိုက်တာသရေခိတရာပြူယဉ်ကျေးမှုဆိုတာလေအဲ့ဒီကနေပြီးတော့ကျောက်ဆယ်နားမှာမက္ခရာမှာလည်းပဲပြူယဉ်ကျေးမှုဆိုတာလေဟိုနားတွေ့ဒီနားတွေ့မြန်မာနိုင်ငံမှာပြူလူမျိုးလို့ဆိုတဲ့လူယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကမြန်မာနိုင်ငံမှာနေထိုင်ခဲ့ကြပြီးအလွန်ကိုယဉ်ကျေးတဲ့ပုဂ္ဂိုလ်မျိုးတွေတရုတ်ပြည်ကမှတ်တမ်းတွေထဲမှာပြူအနုပညာအဖွဲ့တရုတ်ပြည်ကိုသွားပြီးတော့ကပြဖြေပြောတယ်ဆိုတဲ့မှတ်တမ်းတွေလည်းရှိခဲ့တယ်ဘာသာရေးနဲ့ဆက်နွယ်နေတဲ့ယဉ်ကျေးမှုတွေကိုပြူလူမျိုးတွေဟာဆောင်ရွက်လုပ်ကင်ခဲ့ကြတာဖြစ်လို့ပြူယဉ်ကျေးမှုဟာမြန်မာယဉ်ကျေးမှုပဲဖြစ်ပါပြူလူမျိုးဆိုတာမြန်မာလူမျိုးနဲ့နောက်ပိုင်းမှာပေါင်းဆက်သွားတာဖြစ်သောကြောင့်ပြူလူမျိုးရဲ့လို့ထုတ်ဖို့ပြောကြဖို့ခက်ခဲသွားတယ်